ဘာမှတက်လီရွယ်ရှင်ပရိသတ်များမင်္ဂလာပါရှင်ကျမတို့ channel မှာထိတ်တန့်ရောက်မြန်မာသတင်းတွေကိုတင်ဆက်ပေးနေတာမို့ channel လေးကိုလည်း like and subscribe ပြုလုပ်ပေးထားပါအောင်ရှင်အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှုပုံမှုကျော်မြင့်ကျော်ထွန်းတိုင်းဦးစီးချုပ်ပုံမှုကြီးထွန်းနိုင်စွန်မိုင်းရည်နဲ့တန်ရန်ဖြူဟာမှုတို့ကြားဖြတ်ကိုင်းများထံမှငွေသိန်းထောင်ချီလက်ယူမှုဖြင့်ဖန်ဆီးစစ်ဆေးခံနေရဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်MNDAA တိုက်ခိုက်သိမ်းပိုက်ထားမှုကြောင့်တိုင်းစစ်ဌာနချုပ်လက်ကင်မရှိတဲ့အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှုဗိုလ်မှူးချုပ်မြင့်ကျော်ထွန်းတိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ်ထွန်းနိုင်စွန်မိုင်းရည်နဲ့တန်ရန်ဖြူဟာမှုတို့ကိုစစ်ကောင်စီကတရုတ်ကြားဖြတ်ကိုင်းများထံမှငွေယူမှုဖြင့်ဖမ်းဆီးစစ်ဆေးနေကြောင်းတပ်သတင်းရင်းမြစ်နဲ့စီနီယာဗိုလ်ကြီးစင်ရောထံမှသိရှိရပါတယ်ဖေဖော်ဝါရီလ28ရက်နေ့ကြားဖြတ်ငွေလိမ်ကိုင်းများနဲ့ပတ်သက်သူဟုဆိုကရခိုင်ဂျာမခတန်ရန်တိုင်းမှုဗိုလ်မှူးချုပ်မြင့်ကျော်ထွန်းဇာမခတိုင်ဦးစီးချုပ်မိုင်းရဖြူဟာမှုတန်ရန်ဖြူဟာမှုတို့ကိုအကြမ်းဖက်စစ်တပ်ကဖမ်းဆီးခဲ့ကြောင်းသိရှိရပါတယ်။တိုင်းမှုတော်တော်များများကြားဖြတ်ကိစ္စနဲ့ညှိနေတယ်၊နှွေနေတယ်။ဒီကြားဖြတ်နဲ့နှွေတဲ့ဟာတွေစောစောစီးစီးရှင်းထုတ်တဲ့သဘောမျိုးပဲလို့ပြောရမှာဖြစ်ပါတယ်။ဆန်လေးဆန်လို့ခေါ်တဲ့အရှေ့မြောက်တိုင်းအရှေ့ပိုင်းတိုင်းအလဲပိုင်းတိုင်းတတိကံပေါ်အဲ့ဒီနေရာတွေမှာတာဝန်ထမ်းဆောင်ခဲ့ကြတဲ့တာဝန်ထမ်းဆောင်မှုကြတဲ့ယာရုကြီးပိုင်းတော်တော်များများလေးဆက်ပြီးညီလိမ့်မယ်။အဲ့ဒီလိုခံမှန်းနေအထက်ထဲမှာပြောနေကြတာလဲကြားရပါတယ်လို့စီရီယာဗိုလ်ကြီးစင်ရောကပြောကြားပါတယ်။လက်ရှိမှာအကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကတိုင်းမှုများကိုစစ်တပ်ကတူစင်တေစားခေါင်အလုံးတင်ပိုးတင်နှန်းကြောင်းစင်များကိုမျှ၍ခံထားကြောင်းအဆိုပါကြားများသည့်တကြောင်နဲ့တကြောင်နှိစက်မှုမရှိပင်မတဲရီသဘောရှိနေကအချင်းချင်းပြန်ဆောင်ကြည့်၍တရင်ရစီရန်လှုပ်ဆောင်နေခြင်းဖြစ်နိုင်ကြောင်းစီရီယံဗိုလ်ကြီးစေရောကပြောကြားပါတယ်။ဖန်ဆီးခံရသူများအနက်မှဇာမခတိုင်ဦးစီးချုပ်ဗိုလ်မှူးကြီးထွန်းနိုင်စိုးမှကြားဖြတ်လုပ်ငန်းများမှာတင်းထောင်စီလာဆယ်ယူခဲ့သည့်အပြင်တပ်တွင်းဖိနှိပ်မှုများလှုပ်ဆောင်ခဲ့သူဖြစ်ကြောင်းသိရှိရပါတယ်။တိုင်ဦးစီးချုပ်ဗိုလ်မှူးကြီးထွန်းနိုင်စိုးကတန်ရန်မန်ကန်နှင့်မိုင်းရည်ဒေသများစီကြားဖြတ်လောင်းကစားများမှာပါဝင်ပတ်သက်နေပြီးတရုတ်ငွေနဲ့မြန်မာကျပ်ငွေတင်းထောင်ချီလာဆယ်ယူခဲ့ကြောင်းသိရှိရပါတယ်။ဒါအပြင်ဗိုလ်မှူးကြီးထွန်းနိုင်စွန်မှအရက်ကောင်းများကိုပုံမှန်တောက်တုံးပြီးလက်အောက်ငယ်သားစစ်သည်များကိုနှိမ့်စင်ဆဲဆိုချိုင်းတဲ့ကြောင်း၎င်း၏စနေဖြစ်သူမှလည်းလက်အောက်ငယ်သားများကိုဆဲဆိုချိုင်းနေပြီးလင်မယား2ဦးစလုံးမွေးရစေဝါ30ကျချောင်းသိရှိရပါတယ်။ရခိုင်ကာလကတပ်တွင်းအရာရှိများကကြားဖြတ်လုပ်ငန်းများနဲ့ပတ်သက်၍ဗိုလ်မှူးကြီးထွန်းနိုင်စွန်ကိုတိုင်ကြားပေမယ့်နဂါဆတွင်ရမှုပိုချုပ်ကြီးအောင်လင်းတို့၏သူ့တော်ဆက်ခဲ့တာကြောင့်အရေးယူခံရခြင်းမှကင်းလွတ်ခဲ့ကြောင်းသိရှိရပါတယ်။တန်ရန်မြို့မှာရုံးဆိုင်ထားတဲ့အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကတိုင်းစစ်ဦးစီးချုပ်တိုင်းဦးစီးချုပ်ဗိုလ်မှူးကြီးထွန်းနိုင်စိုးကရုံးမှရိုင်းဆိုင်တဲ့အရာရှိတအူပါလက်အောက်ငယ်သားတွေအပေါ်ထိုးကျိတ်ရိုင်းတဲ့သားတွေအမြဲဆဲဆိုနေတာတွေကြောင့်ဇာမခကိုကဲမှုအောင်မှရှိတဲ့အရာရှိစစ်သည်တွေဒုက္ခရောက်နေကြပါတယ်။တပ်တွင်းအမှုဖြစ်စဉ်တွေကိုလည်းကိုလိုယုံပြီးအခြားသူတွေကိုထိုးကျွေးနေပါတယ်။တပ်တွင်းမှာမိကိုရဲမီစစ်သည်ပါမကျန်သူတခွန်းဆိုတခွန်းကြောက်နေရပါတယ်။မူရစ်စေဝါတွေစိတ်ကြသုံးဆွဲတဲ့အပြင်ကြားဖြတ်လုပ်ငန်းတွေမှာပါတရုတ်ငွေနဲ့အိတ်ကပ်ဖောင်းနေတဲ့သူပါလို့တပ်တွင်းမိသားစုကပြောဆိုပါတယ်။2024ခုနှစ်ဒီဇင်ဘာလ9ရက်နေ့စစ်ကောင်စီကစမ်းပြည်နယ်မြောက်ပိုင်းတန်ရန်မြို့နယ်မှာအွန်လိုင်းအသုံးပြု၍ငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသူတရုတ်နိုင်ငံသား18ဦးနဲ့မြန်မာနိုင်ငံသား28ဦးတို့အားငွေလိမ်လုပ်ငန်းလုပ်ကိုင်ရာမှာအသုံးပြုသည့်ဆက်ဆက်ပစ္စည်းများလက်နက်ခဲယမ်းများနဲ့အတူဖမ်းဆီးရမိခဲ့သည့်သတင်းထုတ်ပြန်ခဲ့ပါတယ်ရှင်။ဆက်လက်ပြီးပွင့်ဖြူမျိုးနဲ့ရေပေါ်ကြီးကြေးရွာမှာစစ်တပ်နဲ့ပြူစောထင်းများကိုတိုက်ခိုက်မှု3ဦးသေဆုံးပြီးလက်နက်ခဲယမ်းတချို့တင်စီရရှိဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မကွေးတိုင်းပွင့်ဖြူမျိုးနဲ့ရေပေါ်ကြီးရွာမှာစစ်တပ်နဲ့ပြူစောထင်းများကိုတော်လှန်ရေးတပ်များကတိုက်ခိုက်ခဲ့ရာပြူစောထင်း3ဦးသေဆုံးပြီးလက်နက်ခဲယမ်းအချို့တင်စီရရှိခဲ့ကြောင်းအကွေ့ပီဘက်တပန်ဖို့မှတာဝန်ရှိသူကပြောကြားပါတယ်။ဖေဖော်ဝါရီလ29ရက်နေ့နနက်6နာရီခန့်အချိန်မကွေးတိုင်းပွင့်ဖြူမြို့နယ်ရေပုတ်ကြီးရွာမှာအကြမ်းဖက်စစ်တပ်နဲ့ပြူစောထင်းများကိုတော်လှန်ရေးတပ်များကတိုက်ခိုက်ခဲ့ကြောင်းထို့တို့တိုက်ခိုက်မှုအတွင်းရေပုတ်ကြီးရွာမှာပြူစောထင်းအဖွဲ့ဝင်3ဦးသေဆုံးပြီး3ဦးအပြစ်ဒဏ်တရားရရှိခဲ့ကြောင်းဒါအပြင်အဆိုပါပြူစောထင်းများထံမှကာဝိုင်တနက်တလန်ကြီး149တောင်ကြီးပေါင်း2ပေါင်ကြီး3ကြီး17တောင်ကြီး3ကြီး17တောင်ကြီးပါစပရိတ်တခုဓမြောင်တစ်ချောင်းဖုံ9လုံးပါဝါဘတ်နှလုံးတို့ကိုတင်စီရရှိခဲ့ကြောင်းလက်တလောစစ်တပ်နဲ့တော်လှန်ရေးတပ်များကြားစစ်ရေးတင်းမာနေကြောင်းသိရှိရပါတယ်။ချောင်းကုန်းကြီးကနေတော့စစ်ကူစစ်ကြောင်းထိုးလာတာတော့ရှိပါတယ်လို့အကွေ့ပီဘက်တပန်ဖို့မှတာဝန်ရှိသူကပြောကြားပါတယ်။တော်လှန်ရေးတပ်များနဲ့စစ်ကောင်စီတပ်များကြားတိုက်ပွဲဖြစ်ပွားနေစဉ်အကြမ်းဖက်စစ်တပ်ကအမိုင်းတာတီဖိုင်ရဟရင်ဖြင့်9ချိန်ပြစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။စစ်စင်ရေးတိုက်ခိုက်မှုများကိုမိမှုခရိုင်အမှတ်လေးတရင်မဟာမိတ်တမောင်စုများဖြစ်တဲ့ပေါအမြိုင်စုဖွဲ့မှုပကဖောင်ရန်ဖို့ဂျော်ကပြောက်ကြားတပ်ဖွဲ့နဲ့မိမိတို့အကွစ်ပီဘက်တပန်ဖို့တို့ကပူးပေါင်းကလွတ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ရှင်။ဆလန်ပီမြဝတီမြို့သို့ခြေတက်ထိုးစစ်ဆင်နေတဲ့အောင်စရစစ်ကြောင်းမှာ
စစ်အရာရှိများကရဲဘော်များကိုအငတ်ထားပြီးအသေးခံစစ်တိုက်ခိုင်ဟုခလာရ94မှအလင်းဝင်လာတဲ့တပ်သားနိုင်လင်းထုံပြောဆိုဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ကရင်ပြည်နယ်မြဝတီမြို့နယ်တို့ထိုးစစ်ဆင်နေတဲ့စစ်ကောင်စီရဲ့အောင်စီရစစ်ကြောင်းမှာစစ်အရာရှိများကအောက်ခြေရဲဘော်များကိုထမင်းချက်ပြုတ်စားတောက်ခွင့်မပေးဘဲအငတ်ထားပြီးအသေးခံစစ်တိုက်ခိုင်နေကြောင်းခလာရ94မှအလင်းဝင်လာသည့်တပ်သားနိုင်လင်းထုံကပြောဆိုပါတယ်။မလတရက်နေ့ကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL ကထုတ်ပြန်သည့်ရုပ်သံအင်တာဗျူးမှာအောင်စရစစ်ကြောင်းမှအလင်းဝင်လာသည့်တမ55လက်အောက်ခံခါလျာ94တရက်မှတပ်သားနိုင်လင်းထုံကအထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အလင်းဝင်လာတာကကျွန်တော်တို့ကလည်းငက်ပြတ်နေပြီးကျွန်တော်တို့ဆန္ဒမပါဘဲနဲ့ဓာတ်တွေခိုင်းနေပြီးတော့အစာတောက်ပုံသူတို့ကကြာတော့စားနေတောက်နေပြီးတော့ကျွန်တော်တို့ကငက်ပြတ်နေပြီးတော့ရှေ့ကနေတိုက်ခိုင်းနေသူတို့ကတော့စားတောက်ပြီးမင်းတို့သိချင်းသေးပါစေပုံစံမျိုးနဲ့ရဲဘော်တွေကိုချပြီးကျွေးတာမျိုးမရှိဘူးအဲ့ဒါကြောင့်မို့လို့မကြိုက်လို့အလင်းဝင်လာတာရဲဘော်ကရဲဘော်တက္ကနာထားပြီးတော့တက်ချက်ကြီးတက်ချက်ဒူတက်ချက်ကစားရဲဘော်ဆိုရင်မင်းကရဲဘော်မင်းကငါတို့နဲ့မတူဘူးနေရတက်ကမတိုင်းနဲ့ဆိုပြီးတော့အလုံးလုံးတာစားတာတောက်တာကအစားဒူတက်ချက်လောက်ဆိုရင်ရဲဘော်ကိုအစားဟင်းနဲ့ကျွေးတယ်သူတို့ကဟင်းကောင်းနဲ့စားတယ်ရဲဘော်တွေငတ်နေတဲ့အချိန်ကျရင်သူတို့ကသူတို့ဘာသာထမင်းချက်စားတယ်ရဲဘော်တွေချက်စားရင်ပြောတာဆိုတာထိုးတာကြိတ်တာတွေအဲ့ဒါမျိုးတွေစီးတယ်လို့ခလာရ94မှာအလင်းဝင်လာသည့်တပ်သားနိုင်လင်းထွန်းကပြောဆိုပါတယ်အောင်စီရစစ်ကြောင်းမှာကြံစည်နေတဲ့လူအများစုသည်စိတ်သက်ပြပြနေပြီးစစ်တပ်ချင်းစိတ်မရှိဘဲလက်နက်ချပြီးအလင်းဝင်ရဆန္ဒပြပြနေကြောင်းဒါပေမဲ့အထက်ရာရှိများကအလင်းဝင်ရပြုလုပ်ခြင်းနဲ့ထွက်ပြေးခြင်းများပြုလုပ်ပါကပြစ်ခတ်မိဟုချိန်ချောက်ထားကြောင်းတိုက်ပွဲအတွင်းမှာလည်းအောက်ခြေရဲဘော်များကိုနောက်ပြန်မလဲခိုင်းမဲအသေးကတိုက်ခိုင်းကြောင်းအောက်ခြေရဲဘော်များကိုလည်းလက်နက်ချအလင်းဝင်မှာကတော်လန်ရေးတပ်ဖွဲ့များကတပ်ဖြတ်မိဟုဝါဒဖြန့်ထားမှုများလှုံ့ဆော်နေကြောင်းသိရှိရပါတယ်အလင်းဝင်လာတဲ့တပ်သားနိုင်လင်းထုံကအကြမ်းဖက်စစ်ကောင်စီကိုပြန်လည်တိုက်ခိုက်သွားမည်ဖြစ်ပြီးအကြမ်းဖက်စစ်တပ်၏စီးထဲမှာအသေးကတိုက်ခိုက်နေစစ်မှုထမ်းတပ်သားတွေအဖြစ်စုဆောင်းခြင်းမခံမီတော်လန်ရေးတပ်ဖွဲ့များထံအမြန်ဆုံးပူးပေါင်းစားရန်တိုက်တွန်းပြောဆိုထားပါတယ်ကျွန်တော်စစ်ကောင်စီကိုပြန်ပြီးတော်လှန်မယ်ဆိုတာကျွန်တော်တော်တော်ကြီးစိတ်နာခဲ့လို့ပါတချို့ကျွန်တော်ညီကိုတွေသူတို့ဘာသာနေကြတယ်မရဘူးသူတို့ခိုင်းတဲ့အတိုင်းမလို့ရင်ထိုးကျိတ်တယ်ဘာမှမဆိုင်တဲ့ပြည်သူလူထုကိုလည်းညဘက်ထွက်ရင်ပေါ်သားဆွေးတင်တန်းလေး4လ5လလောက်နဲ့ရှေ့တန်းကိုအတင်းပို့တာဘာမှအတွေ့အကြုံမှမရှိတဲ့ကလေးတွေရှေ့တန်းပို့သူတို့ကနောက်မှထိုင်နေတယ်အဲ့ဒါတွေမကြိုက်လို့ဖြစ်နိုင်ရင်တော့စစ်မှုထမ်းမဝင်စေချင်ဘူးဒီထဲဝင်မယ်စစ်ကောင်စီကိုတော်လှန်မယ်ကိုညီကိုအဖွဲ့အစည်းတွေပြန်ပြီးဝင်စေချင်တယ်ဒီကိုဝင်လာရင်လည်းငငက်ပြက်ပြက်ထားမယ်ပြီးတော့ရှေ့တန်းပို့မယ်တင်ရင်သေးပါစေဒီပုံစံမျိုးနဲ့သူတို့ကကြတော့နောက်ကနေခုံပေါ်မှာထိုင်ပြီးခိုင်းနေတာအဲ့ဒါကြောင့်ဝင်လာမယ်ဆိုရင်တော့မဝင်စားပါနဲ့လို့တိုက်တွန်းကြပါတယ်ဟုအလင်းဝင်လာသည့်တပ်သားနိုင်လင်းထွန်းကဆက်လက်ပြောဆိုပါတယ်ရှင်ကျမရဲ့တရင်တင်ဆက်မှုကိုဒီမှာရင်ဇနာကျမရင်ရွှေလန်းချမ်းမြေကြပါစေရှင်